မင်းကြီးခမသူ့ကိုယ်တင်ပေါ်မှာအိတ်နေတဲ့ငကားမလေးကိုထားစမ်းဒါငါကိုယ်တင်ငါနေရနင်စင်းအိတ်ဆိုပြီးအော်ငေါက်ပြီးအတင်းဆွဲထူပြီးမဲ့ငကားမလေးကတော့အိတ်ပျော်နေပါပြီနောက်ဆုံးတော့မင်းကြီးခမဘရင်ဖြစ်ပြီးကိုယ်တင်ပေါ်ကိုမအိတ်ရပဲတညာလုံးထိုင်နေရရှာတယ်အမတ်တယောက်ကဒီမင်းကလေးကတကယ်ထူးဆန်းတဲ့မင်းကလေးပါလားလို့လာချီးမွမ်းတယ်မင်းကြီးကတော့ထူးဆန်းတယ်မဟုတ်ဘူးဒါမိတ်ဆာမလို့စိတ်ပြက်လက်ပြက်ပြောတာပေါ့အမတ်ကဒီမင်းကလေးကိုနန်းတော်ခေါ်သွားရင်လူပြောစရာဖြစ်လာနိုင်တာမို့ယာတူအခုခုပေးထင်းကြောင်အကြံပေးတယ်မင်းကြီးကတော့ကြိုတွေးပြီးသွားပါငကားမလေးကိုနိုင်ငံတော်ဆရာမကြီးအဖြစ်ခန့်အပ်လိုက်မယ်ဒါမှသူ့ကိုနန်းတော်ထဲမှာလောင်ပိတ်ထားလို့ရမယ်ပြီးတော့သူ့ရဲ့တန်ကိုးစွမ်းအားလေးကိုတိုင်းပြည်အတွက်တရားဝင်ခိုင်းစားလို့ရမယ်ပေါ့နန်းတော်ပြန်တဲ့ယထာလုံးပေါ်မှာတော့ငကားမလေးကလက်ကာကိုဖွင့်ပြီးအပြင်ကအိမ်တွေဈေးတွေကိုကြည့်ပြီးလှလိုက်တာလူတွေရဲ့အိမ်တွေကတိတ်လှတာပဲဆိုပြီးခလေးလေးလိုပြောနေတယ်မင်းကြီးကတော့ဘေးကနေစီးကနေစထုတ်ပါပြီနန်းတော်ရောက်ရင်လူကြားထဲမှာငကားဆိုတာထုတ်မပြောနဲ့ပြီးတော့ငါ့ကိုအချစ်ကလေးအလှလေးလို့လုံးဝမခေါ်နဲ့လို့တားမြစ်လေငကားမလေးကလည်းဘာလို့လဲငါကငကားမို့ငကားလို့ပြောတာနင်ကလှလို့အလှလေးလို့ခေါ်တာလေဆိုပြီးပြန်ပြောတယ်မင်းကြီးကပြောမရတော့နောက်ဆုံးလက်နဲ့ထောက်ထုံးရပါတော့တယ်နင်စကားနားမထောင်ရင်ကြားစာစားတဲ့အခါဝနရုပ်ထုတ်ခြင်းတပွဲရှော့ပြမယ်လို့ချိန်ချောက်လိုက်တယ်အစားပုံလေးကထမင်းသုံးနဲ့ကတိရပြီးသားဆိုတော့မကြေမနက်ဖြစ်သွားတာပေါ့မင်းကြီးကနိုင်ငံတော်ဆရာမကြီးရာထူးပေးမယ်ပြောတော့ငကားမလေးကလုံးဝမကြေနပ်ပါဘူးငါကတန်ကိုကြီးတဲ့နတ်ငကားလေးနင်တို့လူသားလေးရဲ့ဆရာလို့ရမှာလားတိတ်ခါကြဆရာကြီးဆိုပြီးညင်းပါတယ်မင်းကြီးကလည်းမလော့ပါဘူးမရဘူးလောက်ကိုလောက်ရမယ်ဆိုပြီးအမိန်ပေးတယ်ငကားမလေးကငါကနင့်ဘိုးပေနော်ငါ့ကိုကောင်းကောင်းမွန်မွန်ပူဇော်ထားရမှာပေါ့လို့ပြန်ပြောတော့မင်းကြီးကစကားနဲ့ထိုးနှက်လိုက်တယ်နင်ပဲပြောတော့စွမ်းအားတွေမရှိတော့ဘူးဆိုတိုက်ပြည်ကိုလည်းကာကွယ်နိုင်မလားမသိကြဘူးငါနန်းတော်ကအလကားထိုင်စားမဲ့နတ်ဖျားတွေကိုအလကားမကြွေးထားနိုင်ဘူးတဲ့အလကားကောင်လူအပြိုးခံလိုက်ရတော့ငကားမလေးဒေါသထွက်သွားတာပေါ့ငါ့ကိုအလကားကောင်လူပြိုးရဲတယ်ပေါ့တွေးကြသေးတာပေါ့ငါစွမ်းအားကိုပြမယ်ဆိုပြီးမင်းကြီးနားကိုကပ်ပြီးသူ့အာယုံစွမ်းအားနဲ့မင်းကြီးကိုလှုပ်ကြံခဲ့တဲ့သူရဲ့ပုံရိပ်ကိုဖမ်းယူလိုက်တယ်အဲ့ဒီလူကနင်ထက်25နှစ်လောက်ငယ်တယ်ကိုပေါ်မှာလက်နဲ့ထိထားတဲ့ဒဏ်ရာရှိပြီးသွေးနဲ့ရတယ်နန်းတော်ထဲကမင်းမျိုးမင်းတွေဖြစ်ပြီးရွှေငွေရတနာတွေဝစ်စင်လေးရှိတယ်အဓိကအချက်ကသူ့လက်မှာပူဇော်တက်ကပစ္စည်းတွေကိုကင်တွယ်ထားတဲ့အနက်ရနေတယ်လို့တိတိကျကျဟောလိုက်တယ်နန်းတော်ရောက်လို့ရထားလုံးပေါ်ကဆင်းလိုက်တာနဲ့မင်းကြီးရဲ့ညီတော်ချီဝမ်ကလာကြိုတယ်အိတ်ကိုတော်ကိုမကယ်နိုင်ခဲ့တာခွင့်လွတ်ပါညာနဲ့ဟန်ဆောင်ပြီးလာပြောတာပေါ့မင်းကြီးကညီတော်ကိုကြည့်လိုက်တော့ငကားမလေးပြောထားတဲ့အချက်တွေနဲ့ကွက်တီဝင်နေတာကိုတွေ့လိုက်ရတယ်အထူးသဖြင့်ညီတော်ရဲ့လက်မောင်းမှာဒဏ်ရာရထားတာကိုတွေ့လိုက်ရတယ်မင်းကြီးကမင်းလက်ကဘာချစ်တာလဲလို့မေးတော့စစ်ရေးလေ့ကျင့်ရင်ထိခိုက်မိတာပါလို့လိမ်ပြောတယ်မင်းကြီးရဲ့ညီတော်ကတကယ်ပဲလှုပ်ကြံတူလားငကားမလေးကနန်းတွင်းမှာဘလို့ဆက်မွေအောင်လဲဆိုလားဆက်လက်ကြည့်ရှုရမှာမို့ like နဲ့ follow လုပ်ပြီးစောင့်မျှော်ပေးပါဦးနော်